အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့အမေများအနေနဲ့ပတ်သက်ပြီးတော့အားလုံးသိထားတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီလူလောကကြီးမှာအတိတ်ဘက်ပွင့်စွာဆုံးစကားလုံးတစ်လုံးရှိပါတယ်အဲ့ဒါကတော့အခရာနှလုံးထဲနဲ့ဖွဲ့စည်းထားတဲ့အမေဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်အမေဆိုတာကတော့ကျွန်တော်တို့လူလောကကြီးတွေကိုစရောက်လာခဲ့ကကျွန်တော်တို့ရဲ့ပထမဆုံးလက်ဦးဆရာဆိုရင်လည်းမမှားပါဘူးဒီနေ့ကဆိုရင်ကမ္ဘာတော်မှာရှိတဲ့မိခင်တွေကိုဂုဏ်ပြုတဲ့အမေများနေပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်တော့အမေနဲ့ပတ်သက်လာရင်နေ့တိုင်းကအမေများနေပါပဲအမေဆိုတာကိုယ့်အတွက်တည်းသားသမီးတွေအတွက်အမြဲရှိရှုတတ်တဲ့သူပါကိုကဘိုင်းမစားခင်ကတည်းကထမင်းဝိုင်းကိုအသင့်ပြင်ပေးတတ်တဲ့သူကိုနေမကောင်းဖြစ်တဲ့ညတွေမှာမျက်တောင်မခက်ပဲအမြဲဆောင်းဆောင်းပေးတတ်သူဟာအမေပါပဲပြီးတော့ကိုလမ်းမရောက်သွားတဲ့အခါမှာကိုလမ်းမဖြစ်အောင်ပြသပေးခဲ့တဲ့သူဟာလည်းအမေပါပဲကျွန်တော်တို့အောင်မြင်တဲ့အချိန်မှာလည်းနောက်ွယ်ကအပျော်ဆုံးဖြစ်နေတာကလည်းအမေပါပဲအမေရဲ့ရွှေဆက်တွေအမေရဲ့ပြောင်းမှုတွေဟာကျွန်တော်တို့ရဲ့အောင်မြင်မှုလေးကတူတည်ဖြစ်ခဲ့ရပါတယ်တခါတလေမှာကျွန်တော်တို့တွေကအလုပ်တွေကရှုပ်တငွေချင်းတွေနဲ့ပြောရင်အနီးနားမှာရှိတဲ့အမေကိုဂရုစိုက်ဖို့မီးလောနေတတ်ကြပါတယ်ဒါပေမဲ့အမေကတော့ဘာမှပြန်မတောင်းဆိုပဲကျွန်တော်တို့ပြန်လာမယ့်အချိန်ကိုပဲမျှော်လင့်နေတတ်ကြပါတယ်အမေများနေမှာအမေကိုရှိတယ်လို့ပြောဖို့မမေ့ပါနဲ့လက်ဆောင်ပစ္စည်းတွေအတွက်အမေအတွက်အကောင်းဆုံးလက်ဆောင်ကတော့သားသမီးတွေရဲ့လေးစားရှိခင်မှုနဲ့နှွေးထွေးတဲ့စကားတခွန်းပါပဲအဖေအမေနဲ့အတူကဘာပေါ်မှာရှိတဲ့မိခင်များအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးနေဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်